ဒီနေ့ဒီဖခင်များနေ့ဖြစ်တော်ကြောင့်ဖခင်တူရဲ့မမီရတဲ့ချစ်ချင်းမေတ္တာအကြောင်းအဖြစ်ခွန်အားယူကြဖို့ကျွန်တော်ပြင်ဆင်ထားတာဖြစ်ပါတယ်လို့အင်္ဂလိပ်လိုဆိုတော့ the hidden love of a father ပေါ့နော်ဆိုဆာလံ133မှာကျွန်တော်ကြည့်မယ်ဆိုရင်အဘဒီမိမိသားသမီးတို့ကိုတနာကျင်နာတယ်ပေါ့ထူထောင်ရဖျားသခင်ဒီမိမိကိုကြောက်ရွံ့တော်သူတို့ကိုတနာကျင်တယ်ဆိုပြီးတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ရှိဦးစွာအဖြစ်ကျွန်တော်တို့လူဖြစ်စေဖို့ကျွန်တော်တို့ကိုဖန်ဆင်းတော်ဖျားသခင်ဒီချစ်ချင်းမေတ္တာရှင်ဖြစ်ပါတယ်ဆိုဥစားရှိဦးစွာအဖြစ်ဖျားသခင်နာမတော်ကိုအကုန်ပြုချီးမွမ်းပါတယ်အာမင်ထူကျွန်တော်တို့ကိုချစ်တော်ဖျားသခင်မေတ္တာတော်ဒီမှာရောက်ရှိလာတော့ရောက်ရှိတဲ့တက်တာမှာလည်းပဲဖက်ဆောင်အဖြစ်ပြည့်စုံပါစေလို့ဆုတောင်းပါတယ်အဖေများนี่မတိုင်ခင်မှာဘာအရင်ရှိတာလဲဆိုရင်ကြကြလေးအမေများนี่ရှိပါတယ်အမေများนี่အမေကကလေးတွေကိုကြည်ဆုပ်ဆုပ်ရှောက်ဒါကိုအတိမပြုတ်တဲ့အနေနဲ့1908လောက်ကနေစပြီးတော့အမေများนี่ကိုကျင်းပခဲ့တယ်1914မှာအမေရိကန်သမ္မတ President Woodrow Wilson ကနေတရားဝင်အတိမပြုတ်ပြီးတာဖြစ်တယ်ဒီတိုင်းပဲလို့အမေများကျင်းပတဲ့အချိန်မှာ William Jackson Smith ကသူ့ဇနီးတီဆုံးပြီးနောက်ပိုင်းမှာခြံတဲ့တာသမီ6ယောက်ကိုအမေကိုစားပြုတ်နောက်ထပ်မိမမယူပဲကြည်ဆုပ်ဆုပ်ရှောက်နေတယ်တော်တော်ပြင်းပန်းတယ်တော်တော်ခက်ခဲတယ်အဲ့လိုမျိုးနဲ့နှစ်ကြာလာတဲ့အချိန်မှာသူ့သမီးဖြစ်တဲ့ Sonora Smart Dot ဆိုတဲ့သူကနေဟာအမေများနေချင်းပတ်တယ်လို့အဖေများနေလည်းချင်းပိုင်ကောင်းပါပဲဆိုပြီးတော့လူတွေကိုပြောရင်းစေယုံရင်းနဲ့စပြီးတော့ချင်းပါကြတယ်1910မှာအဖေများနေကိုပထမချင်းပါတယ်အဲ့လိုနဲ့1966မှာ President Lyndon Johnson ကနေအဖေများနေကိုပဲဒီတရားဝင်အတိမပြုတ်တဲ့ဆိုပြီးတော့တင်ပြတယ်အဲ့တော့အဲ့လိုမျိုးနောက်နှစ်ကြာလာပြီးတော့1982ရောက်တဲ့ချိန်မှာသမ္မတ Richard Nixon ကနေအဖေများနေဒီကပ္ပတရားဝင်အဖေအတိမပြုတ်ပေးလိုက်တာဖြစ်ပါတယ်ဆိုတော့အမေများနေအတိမပြုတ်ခြင်းနဲ့အဖေများနေအတိမပြုတ်ခြင်းဒီနှစ်ပေါင်း58လောက်กว่าတာဆိုတာကျွန်တော်တမိုင်းအရာကျွန်တော်တွေ့နေရပါတယ်ခုနပြောတယ်လို့ဒီနေ့မှကြတော့တကယ်ဟိုကျန်းစာထဲကဖခင်များရဲ့အကြောင်းအများကြီးခွန်အားယူစရာရှိပြီပဲကျွန်တော်တို့အတင်းတော်အတွက်ကအစကျွန်တော်ဆင်ခြင်တဲ့အချိန်မှာဘုရားသခင်ကပေါ့နော်ကျွန်တော်ကိုဒီလှုပ်ဝက်စွာထားတဲ့အဖေတို့ရဲ့မေတ္တာတိတ်မမီရတဲ့အဖေတို့ရဲ့မေတ္တာကိုဒီကနေ့မှာသားသမီးတွေကမြင်နိုင်လာအောင်ကျွန်တော်ခွန်အားပေးချင်တာဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေကပေါ့မိခင်ရဲ့ချစ်ချင်းတာဆိုတော့လွယ်ကျွန်တော်တို့မင်တတ်ကြတယ်ဘာကြောင့်လဲဆိုတော့ငယ်ကလေးကနေကျွန်တော်တို့နှုတ်ရတိုက်ပေးတယ်နှုတ်ဆိုပေးတယ်ပြီးတော့ခြေပေးတယ်ခြေတွေသေးတွေပန်းတယ်အဲ့ဒါတွေကစအဖေလောက်တာထက်အမေလောက်တာကပိုများတယ်တချို့တွေကတော့အဖေကိုယ်တိုင်ကလည်းလောက်တာလည်းရှိပါတယ်တကယ်ကုန်ယူပါတယ်ကျွန်တော်တော့မလို့ဖြစ်ခဲ့ပါဘူးလို့ sorry ပါလို့ပေါ့နော်ဒါပေမဲ့အဖေတို့ရဲ့မေတ္တာကတော့သူတို့တည်ပြီးမှသူတို့မရှိတော့တဲ့အချိန်မှနားလေတာကပူများတတ်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်အဖေတော်များဟာသူတို့ရဲ့ချစ်ချင်းမေတ္တာကိုစကလုံးလှအားဖြင့်ခလေးတွေစီမှာတိတ်မပြောတတ်ကြပါဘူးတချို့ကတော့ပြောပါတယ်ကျွန်တော်အဖေဆိုရင်တော့တိတ်ကိုချစ်တယ်ဆိုတဲ့စကားလုံးကျွန်တော်အဖေစီကနေကျွန်တော်တကားမှမချဘူးတလို့ပဲမှန်ပါတယ်သူတို့ခေတ်ကလူကြီးတွေဆိုအထူးသဖြင့်အဲ့ဒီစကားကိုတိတ်မပြောဖြစ်ကြပါဘူးကျွန်တော်အဖေဟာဆိုအထူးသဖြင့်သူတို့ရဲ့မိဘစောဆုံးတဲ့အချိန်မှာသူ့ရဲ့ကြံခဲ့တဲ့ညီကိုမောင်နှမ9ယောက်ဒီကျွန်တော်အဖေကကြည်စိုးဆုံးရှုံးခဲ့တယ်နောက်ထပ်အဖေကိုယ်တိုင်မှာသားသမီး9ယောက်ထပ်ပြီးတော့ထုံးကားခဲ့တယ်အားလုံးပေါင်း12ယောက်လောက်ကိုတောင်သူအနေနဲ့တောင်ယာကိုလှုပ်တော့ဖခင်တယောက်ကကြည်စုဆောင်ရှောက်တဲ့အချိန်မှာကျွန်တော်အဖေကတော်တော်လေးစေကန်းကြီးတဲ့နေရာမှာနာမည်ကြီးတယ်မျက်နှာတော်တော်တင်းတတ်တယ်လူတွေကိုလွယ်နဲ့အပြုံးကိုမပြခဲ့ပါဘူးဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်နောက်ပိုင်းမှနားလေတာကသူ့မှာ stress အများများတယ်ဆိုတာကျွန်တော်ခံစားပေးတာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ဒီလေးပဲကျွန်တော်အိမ်ဒီမှာကျွန်တော်ရဲ့ညီတွေတူမတွေအများကြီးလာတဲ့အချိန်မှာ
သူတို့ကိုကျွန်တော်ချစ်ပါတယ်ဒါမဲ့ကျွန်တော်ရဲ့ချစ်တလောက်ကိုကျွန်တော်ကသူတို့စီမှာနှုတ်အားဖြင့်မပြောဖြစ်ခဲ့ပါဘူးတစ်ဖက်မှာတော့မကောင်းမှကျွန်တော်သိပြီးမဲ့ဒါပေမဲ့ဘာကြောင့်လဲမသိဘူးဖခင်အတွက်ပြောထွက်ဖို့တော်တော်ခက်ခဲတယ်ဆိုတာကျွန်တော်ကိုယ်တိုင်သိလာရတာပေါ့နော်ဒါတော့အတန်ချေချေနဲ့မပြဘဲနဲ့ဖေဖေတို့ဟာဆိုလို့ရှိရင်တိတ်ဆိတ်စွာပေးစားခြင်းအားဖြင့်မေတ္တာပြတယ်ဆိုတာသားသမီးတွေမမေ့စေချင်ပါဘူးအဲ့လိုက်ပဲဖခင်များဟာဆိုတော့သားသမီးများကအနစ်နာခံမှုပြီးအလုံးမှာတော်လကောင်းအဆက်ခွဲခံရတာအနှိမ်ခံရတာအလုံးမပြောနဲ့ဖခင်เจ้าရောက်ရင်တော်မှအဖေများကိုယ်တိုင်အားငယ်တဲ့အချိန်တွေအားငယ်ချင်းကြုံတဲ့အချိန်တွေရှိကောင်းရှိနိုင်ပါတယ်ဒါအတင်းတော်အထဲမှာလည်းပဲကျွန်တော်ဒါကိုအထူးဂရုစိုက်ဖို့ဒီဟာကိုပြင်ဆင်ရင်းနဲ့ကျွန်တော်အများကြီးခံစားမိတယ်ပေါ့နော်ဒါပေမဲ့ဖေဖေတို့ဟာဆိုလို့ရှိရင်တော့ဒီသားသမီးများစီမှာသူတို့ခံစားချက်ကိုပြလိမ့်မရှိဘူးဆိုတာသားသမီးများကခံစားပြီးဖို့နားလည်ပြီးဖို့ဒီနေ့မှာပြောပြလိုပါတယ်တခါတလေသားသမီးမပြောနဲ့မိမိရဲ့ဇနီးတေစီမှာတောင်းမှမပြောပြဘဲနဲ့ခံစားတဲ့ဟာတိတ်တိတ်လေးနဲ့အများကြီးရှိတယ်ဆိုတာအားလုံးကသိဖို့လိုအပ်ပါတယ်ပြီးတော့တခါတလေကျတော့အိပ်ပျော်တဲ့ချိန်တာပေါ့ဒါပေမဲ့သားသမီးကြီးမတိတဲ့ချိန်ဇနီးတေကြီးမတိတဲ့ချိန်မှာမိဘအဖေတွေဟာထားချွေးထွက်ပြီးတော့ထားတဲ့ချိန်လည်းရှိတယ်လက်နိုးပြီးတော့သူတို့ထားတဲ့ချိန်လည်းရှိတယ်ဟာဒီသားသမီးရဲ့ရှိရအတွက်သူတို့ဘဝလုံခြုံဖို့သူတို့ဖူဖူလုံလုံနေနိုင်ဖို့သူများရှိမှာကိုယ့်ရဲ့သားသမီးအဆက်မကွဲဖို့အားမငယ်ဖို့မိဘအဖေတွေကသူတို့အမြဲတမ်းတွေးတယ်ဆိုတာသားသမီးတွေကိုဒီမိနစ်မှာကျွန်တော်တိတဖန်တတိပေးလိုပါတယ်ဆိုတော့တခါတလေအဖေတွေကနောက်ထပ်ဘာလို့တတ်တာလဲဆိုရင်တော်တော်မိုက်တဲ့အတွေ့အခေါ်ပါပဲဒါကတော့အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်သူတို့ဒါအချိန်မရွေးပြည်နိုင်တဲ့အဖေတွေဖြစ်တယ်လေအဲ့ဒီခါကျတော့သူတို့တေဆုံးနေဆိုလို့ရှိရင်ကြံခဲမဲ့မိမဇနီးတွေကဒီသားသမီးတွေကိုဘယ်လိုပြုစုဆောင်ရှောက်မလဲကြံခဲတဲ့သားသမီးတွေအားမငယ်ရအောင်ခုနပြောသလိုမျက်နှာမငယ်ရအောင်သူများစီမှာတောင်းစားစရာမလိုအောင်ဘယ်လိုငါကြိုတင်ပြင်ဆင်မလဲဆိုတာအဖေများကတိတ်တိတ်လေးနဲ့ stress စိတ်ဖိစီးမှုမြောက်များစွာနဲ့ခံစားတတ်တယ်ဆိုတာသားတို့သမီးတို့ကိုနားလည်စေချင်ပါတယ်ဈေးကြီးကြီးမဝယ်နိုင်တောင်မှဝတ်စရာရှိကြဖို့ပြီးတော့အိမ်အကောင်းကြီးမရှိတောင်မှအနည်းဆုံးအိမ်တစ်လုံးလောက်တော့ငါဇနီးတဲ့ငါရဲ့ခလေးတွေအတွက်ငါထားနိုင်ကောင်းပါပဲဆိုတာမျိုးနဲ့အဖေတွေဟာတွေးတတ်ကြတယ်ဆိုတာနားလည်ပြီးစေချင်ပါတယ်အဲ့လိုမျိုးနဲ့ပညာရေးစိတ်တွေကအစခုနပေါ့နော်ချိန်မေးပြီးတော့သူတို့စဉ်းစားတတ်တယ်ဆိုတာပြောချင်တယ်ကျွန်တော်အတင်းတော်ထဲမှာဆိုရင်ကျွန်တော်အားကြတဲ့ထဲမှာပါတယ်ပထမအဆုံးဒေါက်တာအောင်မန်းအခုမရှိတော့ပါဘူးဒါပေမဲ့သူကတကယ့်ယောက်ျားကောင်းပြီးသားတယ်သူတို့ရဲ့ကြံခဲ့တဲ့သူ့ရဲ့ကြံခဲ့တဲ့ဇနီးတဲ့ဒီအတွက်သားသမီးတွေအတွက်ပြင်ဆင်မှုအများကြီးလုပ်ထားတယ်ကြောင်းဒီကအစတခြားပိုင်ဆိုင်မှုတွေကအစသားသမီးတွေပညာရေးကောင်းကောင်းမှာသူအတက်နိုင်ဆုံးသူထားခဲ့တာကိုကျွန်တော်တွေ့ရတယ်အခုဒီချိန်မှာအဖေကြီးဖြစ်တဲ့ဒေါက်တာအောင်မန်းမရှိတော့ပြီမဲ့သူ့ရဲ့ဇနီးတဲ့နဲ့သူ့ရဲ့သားသမီးတွေဟာလုံးဝအားငယ်စရာမလိုပဲသူတို့ခြေထောက်အပေါ်မှာရက်တည်နိုင်ကြတယ်သူတို့ခြေထောက်နဲ့သူတို့ပညာရေးလမ်းပေါ်မှာရှောက်လန်းနိုင်ကြတော့ကျွန်တော်တွေ့ရတယ်ဟာလေလုယာအာမင်အဖေများတိုင်းမှာဒီစိတ်ကူးရင်လှုပ်ဝက်စွာရှိကြတယ်ရေဗင်ဆန်ကျုံးတုံလည်းဒီတိုင်းပဲအသက်ရှင်တဲ့အချိန်မှာသူ့ရဲ့သားသမီးတွေအကောင်းဆုံးဦးဆောင်ခဲ့တယ်ကျွန်တော်ကြားနေတာကသူတို့အိမ်မှာ devotion ညတိုင်းလုပ်တယ်တဲ့ဘလောက်အဲ့တဲ့ပဲရှိလုပ်ပြီးတော့ဦးဆောင်တယ်တဲ့ဆိုတော့တကယ်ပဲသူမရှိတော့တဲ့ချိန်မှာသူ့သားစုအခုပါစတာအဖြစ် hallelujah worship center မှာသူ့သမီးတွေအိမ်ထောင်ကောင်းရကြတာဖြစ်တယ်အဖေများတစ်ဖက်မှာ
ကျွန်ုပ်တို့မှဒီတာဝန်ရှိတယ်တစ်ဖက်မှာသားသမီးများအဖေတိုင်းကသူတို့တတ်နိုင်တဲ့ဒီလိုမျိုးနဲ့တိတ်တိတ်လေးနဲ့လှုပ်ဝက်စွာသူတို့ကျူးစားနေတယ်ဆိုတာအတိမတ်ပြုကြစေချင်ပါတယ်အမေကိုတော့ချစ်တယ်လို့ဖက်ဖို့လွယ်ပေမဲ့အဖေကိုတော့ကြောက်တတ်ကြတယ်ဟာအဖေကတော့မျက်နှာတော်တင်းတတ်ကြတယ်ဘယ်တော့မှမပြုံးဘူးစူပဲစူနေတယ်တော်တော်စွာတယ်မျက်နှာအရာတင်းတယ်အမှန်မှာတော့ကျွန်တော်ထင်တတ်ကြတယ်အဲ့ဒီအားလုံးရဲ့နောက်ွယ်မှာ background မှာကြတော့ဘာဖြစ်တာလဲသားသမီးအတွက်ဇနီးတဲ့အတွက်ဆိုတဲ့ခံစားချက်ဒီအမြဲတမ်းရှိတယ်ဆိုတာဒီကနေ့မှာတတိယကြရအောင်အမြဲတမ်းဒါကိုအတိမတ်ပြုတ်ကြပါစို့အဲ့လိုနဲ့ဖေဖေတွေဟာအိမ်မှာတခါတလေကျန်းစကားတိတ်မများဘူးဘာကြောင့်လဲဆိုတော့ဘဝရဲ့ဖြစ်အားကိုဝန်ထမ်းတဲ့အချိန်မှာဒီဇနီးတဲ့နဲ့တာသမီးကြီးကိုဘေးစကားကိုဘယ်လိုပြောရမှန်းမတတ်လောက်အောင်သူတို့ဝန်ထုတ်ပူများလုံးလို့တာလေဖြစ်တယ်ဆိုတာကျွန်တော်တို့ဒီကနေ့မှာနားလည်စေချင်ပါတယ်တစ်ဖက်မှာကျတော့တခါတလေအလုံးမှာဘယ်လောက်ပြင်ပန်းနေကြပါစေအားငယ်စရာရှိပါစေစိတ်တကြစရာရှိပါစေအနေခံခြင်းအထင်လွဲခြင်းအစော်ကားခံခြင်းစိတ်ဆိုးစရာအမျိုးမျိုးသူတို့ရဲ့အလုံးနဲ့ပတ်သက်တဲ့နေရာမှာသူများကဆဲဆူခံတဲ့ချိန်လည်းရှိတယ်အတင်းပြောခံတဲ့ချိန်လည်းရှိတယ်ဒါပေမဲ့တစ်ဖက်မှာခုနမျက်နှာပြက်တဲ့အချိန်တော့ရှိပေမဲ့တစ်ဖက်မှာကျူးစားပြီးတော့ပြုံးတဲ့အချိန်လည်းရှိပါတယ်ကိုယ်အိမ်မှာအဖေတွေပြုံးနဲ့ပြန်လာလို့သူတို့ရဲ့နောက်ွယ်မှာအယံဝန်တာမယ်အမြဲတမ်းဝန်တာတယ်လို့မထင်ပါနဲ့သူတို့မှာကြိတ်မေးပြီးတော့စိတ်ရှည်စွာနဲ့ဇနီးတဲ့မျက်နှာကိုကြည့်ပြီးမိမိသားသမီးရဲ့မျက်နှာကိုကြည့်ပြီးတော့အော်ငါဘာပဲဖြစ်ဖြစ်ဒီတစ်ခေါက်တီးခံပါမယ်ဒီတစ်ခေါက်ခွန့်လွှတ်လိုက်မယ်ဒီတစ်ခါဆက်လို့မယ်ဆိုပြီးတော့သူတို့ဆုံးဖြတ်တဲ့အချိန်လဲအများကြီးရှိတယ်ဆိုတာတတိထားကြပါတတိပြုကြပါဆိုတာကျွန်တော်ခွန်အားပြီးတော့ပါတယ်တခါတလေကြရင်သူတို့မျက်နှာကိုအမြဲတမ်းအချိုမပြရဲဘူးမိဘအုပ်ထင်းသူတွေကအထိုးတမင်အဖေတွေကခုနကျွန်တော်ကိုယ်တိုင်လည်းပြောတယ်တကယ်မှန်းနေကျွန်တော်တို့ကိုချစ်တယ်ဒါမဲ့အချိုအယံပြရင်ဆက်ပြီးတော့အရက်တောက်မှာဆိုလို့ကိုရှိမှာကိုရစေးလိုက်မဟုတ်ကလုတ်ရဲမှာဆိုလို့တက်ဒီထဲကားနေတော့အထဲကနေတော့နှုတ်နေပြီးတော့ချစ်ပြီးမဲ့အပင်ပန်းတရံမှာဂျန်ဒန်းစွာကြောက်စရာကောင်းလောက်အောင်အဖေတွေကစန့်ကျင်ဘက်အဖြစ်တရားကိုပြတဲ့ချိန်အများကြီးရှိတယ်ဆိုတာဒီနေ့မှာခွန်အားပေးလို့ပါတယ်အဲ့တော့ကလေးတွေဟာပျော်ရွှင်စွာနေတဲ့အချိန်မှာဖေများဟာဆိုရင်တော့သူတို့ဘာစင်းစားတတ်တယ်ဆိုတော့အပြင်မှာသူတို့ပျော်ရွှင်နေတာတော့အားပေးပါတဲ့ဝမ်းတာပါပဲဒါမဲ့တစ်ဖက်မှာလမ်းမှားများရောက်သွားမလားအပေါင်းတင်များမှားသွားမလားမဟုတ်ကအများလောက်လာတတ်မလားရင်တိတ်နဲ့အိမ်မှာကြိတ်ပြီးတော့ခံစားတတ်တယ်ဆိုတာလေတတိယကြပါခလေးတွေစားတော့နေတဲ့အချိန်မှာအဖေများဟာဆိုတော့တို့အနာဂတ်အတွက်ဆက်လက်ပြီးတော့ငါဘယ်လိုရှာရမလဲဘယ်လိုစွန့်စားရမလဲဆိုပြီးတော့မီလို့မရဘဲနဲ့တို့မျက်ရည်တွေဟာဆိုရင်တော့ကြားတဲ့အချိန်လဲရှိတတ်တယ်ဆိုတာတတိယကြပါဖခင်များဟာဆိုဖခင်တိုင်းမှာပျော်ချင်တဲ့စိတ်ရှိတယ်တို့မှလည်းပဲဟောငါတနေ့မှာဒါရှိချင်လိုက်တာဟူဟာရှိချင်လိုက်တာဆိုပြီးတော့ငယ်ကလေးကနေအိမ်မက်ရှိတတ်ကြပါတယ်ဒါပေမဲ့တော်တော်များမှာကတော့သူရဲ့အိမ်မက်ဒီအားလုံးဒီသူရဲ့ဇနီးတဲ့သူရဲ့သားသမီးများအတွက်ဆွတ်လွတ်တဲ့အချိန်လဲအများကြီးရှိတယ်တခါတော့ဆိုရင်တဲ့သူ့အဖေကပစိုးတစ်ထည်ပဲအမြဲတမ်းဝတ်တော်ကြောင့်သူ့သားကအဖေဘာဖြစ်လို့ဒီဟာပဲဝတ်နေတာလဲဆိုပြီးတော့မိတယ်တဲ့အဖေကတော့မဟုတ်ပါဘူးသားသမီးအတွက်တာလင်ဖြစ်တယ်ဆိုပြီးတော့
အဖေကတော့ပြန်ဖြေတယ်ပေါ့အဲ့ဒီကလေးဟာသူအသက်ကြီးလာတဲ့အချိန်မှာသူဒီစီးပွားအရာအောင်မြင်လာတဲ့အချိန်မှာသူ့ရဲ့အဖေရဲ့ဓာတ်ပုံကိုပြန်ကြည့်တဲ့အချိန်မှာသူဘာတရိရတာလဲဆိုရင်သူ့သားသမီးတွေကြီးပွားဖို့အဖေကအနစ်နာခံပြီးတော့အကုန်လုံးစွန့်လွတ်ပြီးတော့ပစိုးတစ်ထဲနဲ့ပဲကျွန်တော်တို့ကိုကျွေးမွေးခဲ့တာပါဆိုတာသူနားလည်ခဲ့တယ်ဆိုတာကျွန်တော်တွေ့ရတယ်ကျွန်တော်ရဲ့ဘဝမှာအမှန်တကယ်လေးလေးစားစားနဲ့တတိပြုမိတဲ့ဖခင်တူရှိတယ်သူကကျွန်တော်တို့ရွာကဖခင်တယောက်ဖြစ်တယ်သူဟာရွာအစ်စ်မှာလူငယ်ခေါင်းဆောင်ဖြစ်တယ်ဟာတလည်းအရန်ကျွမ်းတယ်လူတွေကလည်းသူ့ကိုအရန်ချစ်တယ်သူ့ရဲ့ဇနီးအရန်ချစ်တဲ့ဇနီးတဲ့အသက်နဲ့တော်တော်ကွာတဲ့သူကိုရတယ်သားသမီးတွေထုံကားတယ်ဒါပေမဲ့သူ့မှာလေမရှိရှာဘူးအိမ်လဲမေရမရှိရှာဘူးအဲ့ဒါနဲ့ကျွန်တော်တို့ခေတ်ကြီးပြောင်းလဲလာတဲ့အချိန်မှာမလေးရှားမှာဓာတိယနိုင်ငံဒီဘက်ကနေတော့ဓာတိယနိုင်ငံခေါ်တာပေါ့သူတို့မှာကျတော့ပထမနိုင်ငံလို့သူတို့ခေါ်တယ်ဒီကနေအရာပြောင်းဟူးပဲနိုင်ငံကြီးကူဖို့အခွင့်အရေးရှိတယ်ဆိုပြီးတော့သူကြားတဲ့အချိန်မှာသူများပိုက်ဆံကိုချေးပြီးတော့မလေးရှားနိုင်ငံသူရောက်ခဲ့တယ်တကယ်ပဲသူ့မိသားစုခေါ်ခွင့်ရတဲ့အချိန်မှာခေါ်ခဲ့တယ်မခေါ်နိုင်ခင်မှာသူဒီတော်တော်လေးကိုနှစ်ကြာအောင်သူတယောက်တည်းကရုန်းကန်ပြီးတော့ပိုက်ဆံစုခဲ့တယ်တနေ့တော့အမေရိကန်နိုင်ငံသူရောက်တွားနိုင်တော့အခွင့်ရှိတယ်လင်းလက်မလဲသူတို့ခလေးတွေတားရမိတဲ့အကုန်လုံးရပြီဒါပေမဲ့အဲ့ဒီချိန်မှာဘာဖြစ်လဲသူခလေးတွေအတွက်အနစ်နာခံလို့အစားတော့ကောင်းမစားတဲ့အခါခင်စာရသွားပြီးတော့မလေးရှားမှာပဲဆုံးသွားတယ်သူ့ရဲ့ဂျန်တဲ့မိန်းမရဲ့ခလေးတွေပဲအခုထိ US မှာရောက်ရှိပါတယ်သူ့နာမည်ကတော့ဒီမှာတော်တော်များများသိပါတယ်ပူမန်တင်ဆွန်လို့ခေါ်တဲ့ကျွန်တော်တိတ်တိတ်လေးနဲ့အရန်လေးစားတဲ့ဖခင်ကြီးဖြစ်တယ်သူ့သားဟာဆိုရင်အခုအမေရိကရဲ့ကျွန်တော်တို့အကြီးဆုံးဘုရားကျောင်းမှာပါစတာဖြစ်တယ်ကျန်တဲ့သူတွေလည်းပဲသူတို့ဟာနဲ့သူတို့အောင်မြင်တယ်ဆိုတာကျွန်တော်တို့သိတယ်အဖေရဲ့မေတ္တာအဖေရဲ့စွန့်စားမှုဘယ်လောက်ကြီးမားတာလဲဆိုတာပေါ့နော်ဒီမှာရှိတဲ့အရောက်ရှိတိုင်းအတွက်လည်းပဲကျွန်တော်ခွန်အားပေးလိုပါတယ်တချို့တွေဟာဆိုရင်တော့နောက်ကျပြီးမှပဲနားလေတယ်အခုအချိန်မှာတချို့ဟာဆိုကျွန်တော်ကိုယ်တိုင်ကအစအဖေဘယ်လောက်ပဲဟယ်လိုလုပ်ချင်းမရှိတော့ပါဘူးဘယ်လောက်ပဲတောင်းပန်ချင်းတောင်းပန်စရာအဖေမရှိတော့ပါဘူးဒါကြောင့်ဒီကနေ့မှာရောက်ရှိလာတဲ့လူတွေအားလုံးအိမ်ရောက်တဲ့အချိန်မှာတော်လကောင်းအခုအချိန်ရတာနဲ့ကိုအဖေကိုအဆက်သွဲအမြန်ဆုံးဆက်သွဲကြပါဂျေဇုတင်စကားပြောကြပါတောင်းပန်စကားတောင်းကြပါလို့ကျွန်တော်ဖိတ်ခေါ်လိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီလောကအဖေများဟာဒီမနစ်ကလည်းပြောတယ်မပြည့်စုံတဲ့အဖေများဖြစ်မှာပါတင်ကခွတ်မလွတ်နိုင်လောက်တဲ့အပြစ်များရှိကောင်းရှိနိုင်တယ်နာကြီးဆရာများရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့တဲ့အဖေဟာတဲ့အဖေပါပဲသူ့ရဲ့လောက်ရကြောက်မဟုတ်ပဲနဲ့ကိုဖြစ်စေသူဆိုတဲ့တန်ဖိုးဖြစ်ချင်းအပေါ်ကြည့်ပြီးတော့အဖေကိုပြန်လဲပြီးတော့ဂျေဇုတင်နိုင်အောင်ကိုစိတ်ကိုပြင်ဆင်ပါတောင်းပန်ဆရာတောင်းပန်နိုင်အောင်ပြင်ဆင်ပါလို့ကျွန်တော်အားပေးလိုပါတယ်ကျွန်တော်တို့လောကအဖေခေါ်ဆရာမရှိတော်သူများရှိနိုင်ပါတယ်ကျွန်တော်လို့ပေါ့အမြဲတမ်းတတိယပါအရာခတ်သိမ်းဖြစ်စီတော့ကျွန်တော်တို့ကိုမွေးပြီးတော့ဖြစ်စီတော့အမိဝန်ထဲမှာယက်သားအရွယ်ဖြစ်နိုင်တယ်လသားအရွယ်မှာဖြစ်နိုင်တယ်တို့ကိုဘွားကျွန်တော်မှထည့်ပြီးတော့ကျွန်တော်ငရဲကြမဲ့နေရာမှာတို့သားတော်အသေးခံပြီးတော့သားတော်ကိုပေးပြီးတော့စွန့်လွတ်ပြီးတော့ကျွန်တော်တို့ကိုဝေတော့ဂေတော့အဖေရှိပါတယ်သူအဖေကအကောင်းဆုံးဆိုတော့တန်ရှင်တော်ဝိညာဉ်တော်တကူရှင်ဒီမိကြီးမှာဆေလွတ်ပြီးဖြစ်ပါတယ်ကျွန်တော်တို့တယောက်ချင်းရဲ့အထဲမှာရှိတာဖြစ်တယ်သူတကူရှင်တန်ရှင်တော်ဝိညာဉ်တော်ဒီကျွန်တော်တို့ကိုကူညီဖို့ဖြစ်တယ်တင်းအိမ်မရှိနိုင်ရင်တင်းအိမ်ရှိအောင်သူတန်ရှင်တော်ဝိညာဉ်တော်ကကူညီနိုင်တယ်နော်ယုံကြည်ပြီးတော့ခြေလှမ်းပါပြင်ဆင်စရာပြင်ဆင်ပါတ
တင်းဘဝမှာမရှိနိုင်သည့်တိုင်အောင်တင်းရဲ့သားသမီးဘဝမှာရှိနိုင်အောင်မိသားစုကိုဝိညာဉ်ကြီးရာအဖြစ်ဝိညာဉ်ခွန်အားကိုအသုံးပြုပြီးခြေလှမ်းကြပါစို့ခုနကျွန်တော်ပြောပြီးသားတက်က Reverend စံကျုံနုံဟာဆိုရင်လည်းပဲ तू ရှိနေတဲ့အချိန်မှာကျွန်တော်မမှားဘူးဆိုရင်အိမ်မရှိရှာခဲ့ပါဘူးဒါပေမဲ့ तू ဆုံးသွားတဲ့အချိန်မှာအလှငွေတွေကိုဆရာတွေကကောက်ပေးတဲ့အချိန်ကနေစပြီးကျွန်တော်မမှားဘူးဆိုရင်အခုဒီချိန်မှာ तू မရှိတော့ပေမဲ့တန်ရှင်းတော်ဝင်တော့အလုတ်လုတ်တဲ့အခါသူတို့အိမ်ရှိသွားပါဖြစ်ပါတယ်ဟာလေလုယာဒါတော့ကျွန်တော်ဖယားသခင်ဒီအရာကောင်းမြတ်တော့ဖယားသခင်ဖြစ်ပါတယ်အဖေများဒီကနေ့မှာမွေးစီဝါကျွန်အောက်မှာတော့ကောင်းအတီးတီးမှာဂျုံခံနေတင့်ကိုလွတ်မြောက်စေနိုင်သူတန်ရှင်တော်ဝင်တော့တကူးရှင်ဒီနေ့အတူရှိပါတယ်အကူကြီးတောင်းကြည့်ပါဒီမိသားစုသားသမီးဇနီးတယ်များပြန်လဲပြီးတော့ဝိညာဉ်ရေးရမှာပြုစုပြုဆောင်ပြုထောင်နိုင်အောင်ကိုငြိနိုင်ပါတယ်ဒီကနေ့မှာကျွန်တော်တို့အဖေများကျွန်တော်တို့ရဲ့ပေးဆက်တဲ့အရာများအတိုင်းဒီသားသမီးအတွက်ဇနီးတဲ့အတွက်ပဲပေးဆက်တာမဟုတ်ပါဘူးဖယားကဒီသားသမီးများဒီလောကသို့ဆေလွတ်တာဖြစ်တယ်ကျွန်ုပ်တို့ဒီဖယားရဲ့ကူစားပြုတ်တစားပလာအမှုတော်ဆောင်များတာဖြစ်ပါတယ်ဒါကြောင့်ဖယားအမှုတော်ဆောင်တယ်ဆိုပြီးတော့ကိုခံယူကြပါစို့ဖယားအမှုတော်ဆောင်တယ်ဆိုတော့ကိုနားလေတဲ့ချိန်မှာကျွန်တော်အများအားဆုတောင်းတယ်ဖယားသခင်ကျွန်တော်သားသမီးဒီကျွန်တော်ထက်လူသားတွေအတွက်ကဘာကြီးအတွက်ဒီသားသမီးတွေအသုံးပြုခြင်းတော့ကြောင့်ကျွန်တော်ကိုအသုံးပြုတော့ခြင်းတော့ဂျေဇုတင်တယ်ပို၍သူတို့ကောင်းချီးပြီးတော်မူပါသူတို့ကိုထောက်ပံ့နိုင်ဖို့လည်းပဲကျွန်တော်ကိုအသုံးပြုပါဆိုပြီးတော့ဘုရားသခင်စီမှာကျွန်တော်နေ့တိုင်းကျွန်တော်စက္ကဆုတောင်းတယ်ဆွမ်းစားမှုလည်းပဲယုံကြည်ခြင်းအဖြစ်ကျွန်တော်အခုလုပ်နေပါတယ်ကျွန်တော်တိမ်ထောင်ရှိအစပေါင်းမြောက်များစွာဖြစ်အားပြီးတော့အချွေးနဲ့အခုချန်ဒီဝယ်ပြီးတော့ယုံကြည်ခြင်းနဲ့တွားပြီးတော့ဒီဖျားပေးထားတဲ့ဇနီးတဲ့သားသမီးများပို၍အဆင်ပြေအောင်ယုံကြည်ခြင်းနဲ့ရှောက်လှမ်းနေပါတယ်လက်ရှိကျွန်တော်လဲဖေအပေါင်းမြောက်များစွာဖျားကလွှဲရင်မကူဝင်နိုင်ဘူးဆိုတဲ့အသက်တာနဲ့ရှောက်လှမ်းနေတာဖြစ်ပါတယ်ထွန်းမြောက်ရာချအခန်းချင်း30အခန်းငယ်7မှာပါရှိတာလဲဆိုရင်တင်ဤဖျားသခင်ခြာဝရဖျားပေးတော်မူသောပြည်၌တင်ဤအသက်တာရှိမဲ့အကြောင်းတင်ဤမိဘကိုယူသည်စွာပြုလောဒါကိုတရုတ်ဒီကကျမ်းစာကိုမတိပေမဲ့သူတို့ဘူးဘီတွေကတင်ပေးတဲ့အချိန်မှာတကယ်ပဲလောက်တဲ့အချိန်မှာတရုတ်ဒီကဘာကြီးအခုအများကြီးဖုံးလွှမ်းလာနိုင်တဲ့အထိသူတို့ဩဇာကြီးမာတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။အခန်းကြီး6အခန်းကြီး2မှာလည်းပဲမိဘကိုယူသည်စွာပြုလို့ဤပင်တော်ကတင်ဒီပြည်တော်၌ကောင်းစား၍အသက်တာရှိမြအကြောင်းဟို၍တတိတော်နဲ့ဆိုင်တော်ပထမပင်တော်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ကောင်းကင်အဖေတော်၎င်းလောကအဖေကိုလည်းပြင်ရောင်းပြီးတော့ဒီဆုံးကြရအောင်ရှိတဲ့ချိန်တွေကကဘာတွေတော့ဆေးလို့ပြည့်တယ်ရှိသူများကိုလို့ကိုရောပြီးခဲ့လောကလုံးမှာချိုးကြောက်တဲ့သူစကေကိုတဲ့ချာရောက်လေသူရဲ့တော့အဘေးအဲ့လိုချစ်ခဲ့Chit talo chima tunai lo biya naita eya ne ba asa tu biya naiba Mai Jesus you na ro te ko kong chin ya swa ye na ne tai to love She
တို့တော့ဆိုချင်စီပေးထားတယ်ဖြစ်လို့များပုံလို့ဘူရောတီဝေ ကောင်းကင်ဖားကြတယ်အဲ့လိုမျိုးတွေးတယ်လို့လောကအဖားကြတယ်အဲ့လိုမျိုးနဲ့တွေးတတ်ကြတယ်ဆိုတော့တတိယပါအာယုံပြုတ်ပြီးတော့နောင်တရစရာနောင်တချပြီးတော့ကောင်းကင်ဖားစီမှာတွန်းဝင်ချရအောင်လောကဖေးစီမှာလည်းကျေးဇူးပြုကြရအောင်ချစ်ချင်းမြတ်တာတော့ဒီပဲဟောကောင်းချင်ရဆိုရဲ့တဲ့တာဘုရားပေးတယ် အားလုံးဆုတောင်းကြရအောင်အားဆုံးဆုတောင်းကြရအောင်ကောင်းကင်ဖားစီမှာကျွန်တော်တို့သူ့ဖိတ်ကနေတစ်ဖက်ကနဲ့ကျွန်တော်တို့ကိုချစ်နေပဲကျွန်တော်တို့ကနေမထက်တဲ့ပုံမှာကောင်းပါကြပါစို့လောကဖေးပေါ်ပါလေမယွေဥစ္စာတွေကိုကျွန်တော်တို့အခုရှင်းထပ်ပြီးတော့ဘုရားရဲ့စမှာကောင်းပါကြပါစို့ရပါရှင်ကျွန်တော်တက်တာကိုရှင်ဟာစီမှာတော့လောကဖေးစီမှာတော့ကျွန်တော်မချိုက်အောင်ရှင်းတဲ့ချိန်အများကြီးရှိပါတယ်ပြီးတော့ကျွန်တော်တို့ပြောပေးနေတဲ့ချိန်တွေရှိပါတယ်သူတို့စိတ်ဆင်းရဲအောင်လုပ်တဲ့အရာတွေပြောင်းလဲဆိုရှိပါတယ်ဒါပေမဲ့သူတို့ကတစ်ဖက်ကချစ်တယ်ညနာနေခံပြီးတော့အရှက်ဝဲခံပြီးဒီပန်းစွာစိတ်ဖြစ်မှုမြောက်များစွာဘုရားသမီးများအတွက်စတိတဲ့အဖို့အတွက်ဆိုပြီးတော့သူကပေးစမှုပေါ်ပေါ်ရှိဒီကနေ့မှအရောက်ရှိတိုင်းလို့ပြောရှိနားလေစီတော့ဘုရားဒီကနေ့စာပြီးမိမိရဲ့အဖေကောင်းကင်အဖေလောကဖေရဲ့ဂျေစုတရားမိသားတရားဒီစမှုများကိုအတိတ်ကနားလေတော့ခရီးများဖြစ်စီတော့ဘုရားစတိတဲ့များဖြစ်စီတော့တော်ရှိအဖေများဟာစသူတို့ရဲ့အတားအီအချမ်းတန်းတော်ဖြစ်နေတယ်။ဘူမင်းရှိရှောင်တာလည်းဖြစ်နေပါတယ်။အဝတ်စားကောင်းကောင်းမဝတ်နိုင်တာလည်းဖြစ်နေပါတယ်။ဒါရီအားလုံးဒီမိမိစနေတယ်နဲ့သာသမီတွေဖြစ်တယ်ဆိုတာဒီနေ့မှသိကြပါစို့။အိုးဟာလေလုယာရှင်။ဒီကနေ့ဒီမှာရောက်လာတော့အရောက်ရှိတဲ့တာမှာကောင်းကင်အဖေရဲ့ချစ်ချင်းမိကားတို့ကိုလည်းအတိတ်တပံနားလဲတော့ခွင့်ပြတနာတော်ပါ။လောကအဖေများရဲ့လှုပ်ဝတ်စွာအနစ်နာခံနဲ့စန့်ကျင်ဘက်ဟန်ဆောင်ပြီးတော့ပြတဲ့မျက်နှာကိုလေဩခရရှိဒီတသမီးများအပေါ်မှာနားလေတော့ခွင့်ပေးပြီးမိဘများကိုကလန်ကစားငင်းဆိုပြီးတော့စကားပြောခြင်းမှရတတ်စီတော်မူပါအဖေစီမှာဂျေဇုတင်တတ်တဲ့နှလုံးသားပေးတော်မူပါအဖေရဲ့မေတ္တာအပေါ်မှာနားလေမှုလွဲတဲ့အရာများအဖေရဲ့ကြမ်းတမ်းမှုမေတ္တာစကားခံပြင်းတဲ့ဥစ္စာများခွလွတ်လောက်ဖို့ခက်ခဲတဲ့အရာများလဲနားလည်မှုလွယ်မှုကြောင့်ဖြစ်ကောင်းရှိနိုင်ပါတယ်ခွလွတ်နိုင်တဲ့ပြန်ပြီးတော့အဖေများအပေါ်မှာဂျေဇုတင်နိုင်တဲ့တောင်းပန်နိုင်တဲ့စိတ်တွေကိုတွန်းလုံးပါမယ်အကြောင်းအချိန်တိုင်းလုံးဆုံးတော်ကောအရောက်ရှိတတ်ရတဲ့တပါအတိတ်တပံယေရှုနာမတော်အဖင်ဆုတောင်းကောင်းကြည့်ပြီးဆုတောင်းပေးပါတယ်ဖတ်တော်မြတ်ခင်အာမင်